အစ္စရေးကလက်ဘနွန်မှာလက်နက်ကင်တပ်ဖွဲ့တွေကိုချေမှုန်းသူတို့ရဲ့နောက်ဆုံးရှုံးနိမ့်မှုကိုဝမ်းနဲ့ချေကွဲနေတဲ့အီရန်ဒီရုပ်ရှင်လာတဲ့ချက်လက်တွေကိုကြည့်ရင်အဖြေကတော့ရှင်းနေပါပြီဒါပေမဲ့စိတ်မကောင်းစရာကတော့အဲ့ဒီအဖြေကကျွန်တော်တို့ဖြစ်မနေတာပါပဲဘာလို့လဲဆိုတော့နိုင်ငံတကာမီဒီယာတွေကဒီပဋိပက္ခအကြောင်းသတင်းတင်ဆက်တဲ့အခါကျွန်တော်တို့နိုင်ငံမြောက်ပိုင်းဒေသမှာနေထိုင်ကြတဲ့အစ္စရေးနိုင်ငံသားတွေရဲ့ခံစားနေရတဲ့ဒုက္ခတွေကိုဘယ်တော့မှရှင်းရှင်းလင်းလင်းဖော်ပြလို့မရှိလို့ပါပဲ2023အောက်တိုဘာလနောက်ပိုင်းကစလို့တနစ်ခွဲနီးပါးကြာအောင်ကိုယ့်အိမ်ကိုယ့်ရွာကိုဆွန့်ခွာခဲ့ရတဲ့ဒီလူတွေကအခုအိမ်ပြန်ရောက်တဲ့ခါမှာလေဒီစစ်ပွဲရဲ့တိုက်ခိုက်မှုဒဏ်တွေကိုထပ်ပြီးရင်ဆိုင်နေကြရပြန်ပါပြီ။အစ္စရေးဆိုရကနိုင်ငံတကာရဲ့ဖိအားတွေရှိနေပေမဲ့လည်းလက်ဘနွန်တောင်ပိုင်းမှာတပ်ဖွဲ့တွေကိုဆက်ထားဖို့ဆုံးဖြတ်ခဲ့ပါပြီ။ပြီးတော့မိမိတို့ရဲ့လုံခြုံရေးကိုတန်တမန်ရေးရာဂရီကွေးတွေပေါ်မှာပဲပုံဝတ်ထားမှာမဟုတ်ဘူးဆိုတာကိုလည်းရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါပြီ။အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးကတော့ Hezbollah အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့်မြောက်ပိုင်းနယ်စပ်ကအန်ဒရယ်ရှိတဲ့ဇုံတစ်ခုဖြစ်လာခဲ့တာလို့အမေရိကန်ရဲ့ဘယ်လိုတောင်းဆိုမှုမျိုးကမှအစ္စရေးရဲ့ရည်တည်ချက်ကိုပြောင်းလဲနိုင်မှာမဟုတ်ဘူးလို့တတိပေးခဲ့ပါပြီ။ဒီဆုံးဖြတ်ချက်ကလက်ဘနွန်ပေါ်တိုက်ရိုက်တက်ရောက်မှုရှိနေသလိုဝါရှင်တန်ကိုလည်းလှုပ်ခတ်စေခဲ့ပါသည်။တီဟီရန်ကိုလည်းဒေါသထွက်စေခဲ့ပြီးအီရန်ကြောထောက်နောက်ခံပြုထားတဲ့အင်အားစုတွေကလည်းအထိနာသွားပြီးဆိုတာကိုပြသနေတာပါ။တန်တမန်ရေးရာဘက်ကနေတပ်ဖွဲ့တွေတစ်စိတ်တစ်ပိုင်းပြန်ရုပ်သိမ်းမှုကြိုးစားနေကြပေမယ့်အစ္စရေးဘက်ကတော့ Hezbollah အဖွဲ့တွေကိုဝေးကိုမောင်းထုတ်နိုင်မှပြီးတော့အစ္စရေးပြည်သူတွေအနေနဲ့အချက်ပေးတံတွေဒုံးကြီးတွေနဲ့အမြဲတမ်းချိန်ချောက်ခံနေရတဲ့ဘဝကနေလွတ်မြောက်မှသာတကယ်လက်တွေ့ကျတဲ့လှုပ်ရှားမှုဖြစ်လက်ခံမှာဖြစ်ပါသည်။တစ်ချိန်တည်းမှာပဲအစ္စရေးနိုင်ငံသားရေးဝန်ကြီးဂီဒေယွန်ဆာကလည်းဒါဟာလက်နက်ကင်အဖွဲ့အစည်းတစ်ခုရဲ့ပြဿနာမဟုတ်ပဲနယ်မြေတွေကိုတိမ့်ပိုက်ဒေသခံတွေကိုထိန်းချုပ်ပြီးနယ်မြေတစ်ခုလုံးကိုအစ္စရေးကိုတိုက်ခိုက်ဖို့အခြေစိုက်စခန်းတွေဖြစ်ပြောင်းလဲဖြစ်တဲ့အကြမ်းဖက်မှုပုံစံတစ်ခုဖြစ်တယ်လို့ဆိုပြီးသတိပေးချက်ကိုပိုကျဲလောင်စေခဲ့ပါသည်။ဂါဇာမှာဟာမတ်စ်၊ယီမင်မှာဟူတီနဲ့လက်ဘနွန်မှာဟစ်ဇ်ဘိုလာတို့ကဒီလိုပုံစံမျိုးတွေပါပဲ။ကာကွယ်ရေးဝန်ကြီးကတ်ကဟူတီတွေပေါ်မှာလည်းလေတံကိုမြင့်လိုက်ပါသည်။အစ္စရေးအနေနဲ့အဲ့ဒီအဖွဲ့ရဲ့ခေါင်းဆောင်ပိုင်းတွေကိုနှိမ်နင်းနိုင်ခဲ့ပြီးအခုချိန်ထိပုံအောင်နေဆဲဖြစ်တဲ့အဗဒူမာလစ်အယ်ဟူတီကိုလည်းအဓိကပြစ်မှတ်ဖြစ်ညွှန်ပြခဲ့ပါသည်။အစ္စရေးကတော့မြောက်လိုင်ကိုထဲမှာပုံနေတဲ့အဗဒူမာလစ်အယ်ဟူတီကလွှဲရင်ဟူတီခေါင်းဆောင်ပိုင်းတစ်ခုလုံးကိုရှင်းလင်းပြီးတယ်လို့သူကလည်းပြစ်မှတ်ထဲမှာရှိနေပြီးအစ္စရေးနိုင်ငံကိုရန်ပြုလာမယ့်သူတွေထဲမှာသူပါနေမယ်ဆိုရင်ရှင်းလင်းခံရလိမ့်မယ်လို့ဆိုပါသည်။အီရန်ဆိုရကအစ္စရေးကိုဗတ်ပေါင်းဆောင်ကနေဝိုင်းရံဖို့ကြိုးစားခဲ့ပေမဲ့အခုတော့သူတို့ရဲ့မဟာမိတ်တွေကဖိအားပေးခံနေရပြီးခေါင်းဆောင်တွေကလည်းရှင်းလင်းခံနေရတာကိုတွေ့နေရပါပြီ။ပြီးတော့ဆုံးရှုံးသွားတဲ့နိုင်ငံရေးနယ်မြေတွေကိုပြန်မရပေးဆွေးနွေးပွဲတွေလုပ်နေရပါပြီ။ဒီတော့အစ္စရေးအနေနဲ့လက်ဘနွန်မှာဘာလို့ဖို့ဆုံးဖြတ်ခဲ့တာလဲ။ဝါရှင်တန်ကအစ္စရေးကိုလုံခြုံရေးဆောင်ကနေမဖယ်ရှားနိုင်ပဲဂျားတွေကဘယ်လိုပါဝင်လာခဲ့တာလဲ။အစ္စရေးကဒီကိစ္စကိုရိုးရိုးရှင်းရှင်းပဲပြောထားပါရီ။အဲ့ဒါကတော့ Hezbollah တွေဟာအစ္စရေးမြောက်ပိုင်းကိုတိုက်ခိုက်ဖို့ပြန်လည်စုဖွဲ့နိုင်သေးတဲ့အစ္စရေးအနေနဲ့လက်ဘနွန်တောင်ပိုင်းကနေထွက်ခွာဖို့အစီအစဉ်မရှိဘူးဆိုတာပါပဲ။ရသတ္တပတ်ပေါင်းများစွာဖြစ်ပွားခဲ့တဲ့ပြည်ပခါရီအမေရိကန်ကဂျာဝင်စစ်ဆက်ပေးတဲ့ဆွေးနွေးပွဲတွေနဲ့အစ္စရေးထိန်းချုပ်ထားတဲ့နယ်မြေတချို့ကိုလက်ဘနွန်စစ်တပ်ထံလွှဲပြောင်းပေးဖို့ကမ်းလှမ်းချက်တွေရှိခဲ့ပြီးနောက်မှာဒီရည်တည်ချက်ကိုထပ်လောင်းအတည်ပြုခဲ့တာဖြစ်ပါရီ။လက်တွေ့မှာတော့ဝါရှင်တန်မှာဆွေးနွေးနေတဲ့စီစဉ်က Hezbollah နဲ့မပတ်သက်တဲ့အမေရိကန်ကလေ့ကျင့်ပေးပြီးစစ်ဆေးထားတဲ့လက်ဘနွန်တပ်ဖွဲ့တွေကိုတတ်မှတ်ထားတဲ့နယ်မြေတွေမှာနေရာချထားဖို့ဖြစ်ပြီးအစ္စရေးကတော့နယ်စပ်မှာဂျားခံနယ်မြေတစ်ခုထားရှိမှာဖြစ်ပါရီ။ဒါပေမဲ့အစ္စရေးကတော့ဒါကိုတန်တရားနဲ့ကြည့်နေပါရီ။အကြောင်းရင်းကတော့ရှင်းပါရီ။ Hezbollah ဆိုတာတောထဲမှာပုံနေတဲ့အဖွဲ့အစည်းတေးသေးလေးမဟုတ်လို့ပါပဲ။သူတို့ကအီရန်ကငွေကြေးနဲ့ထောက်ပံ့ထားတဲ့လက်ဘနွန်နိုင်ငံအတွင်းမှာနိုင်ငံရေးနဲ့စီးရေးအရဩဇာရှိတဲ့လက်နက်ကိုင်အဖွဲ့ကြီးတစ်ခုပါ။အစ္စရေးတို့ကတော့တကယ်လက်တွေ့ကျတဲ့လက်နက်ဖြုတ်သိမ်းရေးအာမခံချက်မရှိဘဲနဲ့ဒီလိုထိရှလွယ်တဲ့နေမြေတွေကိုလွှဲပြောင်းပေးတာကကြီးလေးတဲ့အမားကိုထပ်လုပ်တာမျိုးဖြစ်ပါလိမ့်မယ်။ဝန်ကြီးကတ်စီရဲ့သတင်းစကားကဒီအချက်ကိုပဲတက်တက်ပြတ်မှတ်ထားတာပါ။နေမြေထဲမှာယူနီဖောင်းလက်ရုံနဲ့မလုံလောက်ပါဘူး။လက်ဘနွန်တောင်ပိုင်းမှာဘသူကတကယ်မိန်ပေးနေလဲဆိုတာကိုအစ္စရေးကသိကျင်နေတာပါ။အစ္စရေးဆိုရကကြောက်ရွံ့မှုတွေနဲ့လာပေါင်းများစွာနေရက်ဆုံးခွာခဲ့ရတဲ့မြောက်ပိုင်းသားတွေအကြောင်းကိုလည်းပြောကြားခဲ့ပါရီ။ဂီဒိုယွန်ဆာကတော့နိုင်ငံတကာမီဒီယာတွေဟာလက်ဘနွန်ကပြည်ပခါကိုသတင်းတင်ဆက်ကြပေမဲ့အစ္စရေးနိုင်ငံသားတွေရဲ့နာကျင်မှုကိုတော့မပြသကြဘူးလို့ဝေဖန်ခဲ့ပါရီ။သူကဒါဟာအကြမ်းဖက်အဖွဲ့အစည်းတွေတင်မဟုတ်တော့ပါဘူး။ဒါဟာအကြမ်းဖက်နိုင်ငံတွေဖြစ်ပါရီ။အကြမ်းဖက်အဖွဲ့အစည်းတစ်ခုကနေမြေတစ်ခုကိုတင်ပိုက်ပြီးအဲ့ဒီနယ်မြေနဲ့ဒေသခံအားလုံးကိုထိရောက်စွာထိန်းချုပ်လိုက်တဲ့အခါမှာအကြမ်းဖက်နိုင်ငံတွေဖြစ်လာတာပါ။အဲ့ဒီအခါမှာအရာအားလုံးကပြောင်းလဲသွားပါရီ။ဂါဇာမှာဟာမတ်စ်နဲ့ဖြစ်ခဲ့တာယီမင်မှာဟူတီနဲ့ဖြစ်ခဲ့တာလက်ဘနွန်မှာဟစ်ဇ်ဘိုလာနဲ့ဖြစ်နေတာတွေကအဲ့ဒီတိုင်းပါပဲအကြမ်းဖက်ဖွဲ့စည်းတစ်ခုကနေမြေတစ်ခုကိုသိမ်းပိုက်ပြီးအဲ့ဒီနယ်မြေနဲ့ဒေသခံအားလုံးကိုထိရောက်စွာထိန်းချုပ်လိုက်တဲ့အခါမှာအကြမ်းဖက်နိုင်ငံတွေဖြစ်လာတာပါဒါစိန်ခေါ်မှုကြီးကြီးပါပဲဒါအခုခေတ်အရှေ့လယ်ပိုင်းမှာဖြစ်နေတဲ့ဖြစ်စဉ်မဟုတ်ပါဘူးအာဖရိကမှာလည်းဒါကိုမြင်နေရပါပြီဆိုမာလီယာမှာလည်းမြင်နိုင်ပါပြီဆိုမာလီယာမှာအယ်ရှာဘတ်ဖွဲ့ကနယ်မြေတော်တော်များများကိုထိရောက်စွာထိန်းချုပ်ထားပါပြီအခုခေတ်မှာဆူရန်လက်ပြားနဲ့စာရေးဒေသလိုတခြားနေရာတော်တော်များများမှာလည်းနိုင်ငံတွေပြိုကွဲပျက်စီးနေတာကိုမြင်တွေ့နိုင်ပါတယ်လို့သူကဆိုပါတယ်ဒီဝေဖန်ချက်ကအစ္စရေးရဲ့အယူဆမှာအဓိကကျတဲ့ချက်ဖြစ်ပါတယ်သတင်းကောင်းစဉ်အတော်များများမှာအစ္စရေးကိုအမြဲတမ်းရန်စာကျူးကျော်သူဖြစ်ဖော်ပြနေကြပေမဲ့အစ္စရေးဆိုရကတော့ပြဿနာရဲ့အရင်းမြစ်က Hezbollah အဖွဲ့ကလက်ဘနွန်ကို
အစ္စရေးအရသားတွေပေါ်တိုက်ခိုက်ဖို့စစ်ရေးစည်းညံတစ်ခုလိုအသုံးချနေတာကြောင့်လို့အခိုင်အမာပြောနေတာပါ။စားကလည်းဆွေးနွေးမှုတွေရဲ့အလဲပုံမှာအကြမ်းဖက်နိုင်ငံများဆိုတဲ့စကားလုံးတစ်တလုံးကိုထည့်သွင်းလိုက်ပါတယ်။သူကအစ္စရေးကအရင်ကနဲ့မတူတဲ့လက်တွေ့ဘဝတစ်ခုကိုရင်ဆိုင်နေရပြီးအဲ့ဒီမှာအကြမ်းဖက်အဖွဲ့အစည်းတွေကနေမီတွေကိုတိမ့်ပိုက်ဒေသခံတွေကိုထိန်းချုပ်ပြီးတော့အပြိုင်အစိုးရတွေလိုလှုံ့ဆော်နေကြတယ်လို့ဆိုပါတယ်။ဒါဟာအစ္စရေးကဘာလို့ဟစ်ဇ်ဘိုလာကိုလက်နက်ကိုင်အဖွဲ့တစ်ခုတသက်အဖြစ်မတတ်မှတ်ထားနိုင်တာလဲဆိုတာကိုနားလည်စေနိုင်ပါတယ်။ဂျေရုဆလင်တော်ဒီအဖွဲ့ကအီရန်ဆိုရရဲ့အသုံးတော်ခံနယ်မြေထိန်းချုပ်ရေးကိရိယာတစ်ခုဖြစ်လာခဲ့ပါပြီ။ဒီလိုရှုမြင်ချက်ကြောင့်ပဲအမေရိကန်ရဲ့ဖိအားပေးမှုတွေကိုအစ္စရေးကတွန်းလှန်နေတာပါ။ဝါရှင်တန်ကတော့ပြည်ပခါကိုရှော့ချဖို့တန်တမန်လမ်းကြောင်းတွေကိုထိန်းသိမ်းဖို့နဲ့စစ်ပွဲထပ်မပြန့်ပွားအောင်တားဆီးဖို့ကြိုးစားနေပေမဲ့အစ္စရေးကတော့လွတ်လပ်စွာလှုပ်ရှားခွင့်ကိုပဲဆက်ပြီးစောက်ကင်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီတစ်ပတ်ဝါရှင်တန်မှာလုပ်ခဲ့တဲ့ဆွေးနွေးပွဲကလက်ဘနွန်စစ်တပ်ကိုအသုံးချပြီးစစ်တပ်နယ်မြေတွေနဲ့တဖြည်းဖြည်းချင်းထွက်ပေါက်ရှာဖို့ကြိုးစားခဲ့ပေမဲ့နေတန်ယာဟုကတ်နဲ့အစ္စရေးမဟာမိတ်တွေကတော့စာရွက်ပေါ်ကသဘောတူညီချက်တစ်ခုကဟစ်ဇ်ဘိုလာအတွက်အသက်ရှူချောင်းစီမဲ့အပေါက်လမ်းမျိုးမဖြစ်စေချင်ကြပါဘူး။ဒီအပြိုင်မှုရဲ့အလဲမှာလက်ဘနွန်နိုင်ငံရှိနေပါတယ်။လက်ဘနွန်ဆိုရကသူ့ရဲ့နယ်မြေပေါ်သူပြန်ပြီးတော့အာဏာဆက်တက်ရောက်နိုင်ကြောင်းပြသဖို့ကြိုးစားနေပေမဲ့ဟစ်ဇ်ဘိုလာရဲ့တကယ်အရှိန်အဝါနဲ့ကြုံနေရပါတယ်။အမေရိကန်ရဲ့စီစဉ်ကဟစ်ဇ်ဘိုလာရဲ့နေရာကိုဖယ်ရှားဖို့လက်ဘနွန်စစ်တပ်ကိုအားကောင်းအောင်လုပ်ပေးဖို့ပါ။ဒါပေမဲ့အစ္စရေးဘက်ကတောင်းဆိုချက်ကပြင်းထန်ပါတယ်။ဒီအခုပြောင်းမှာပါဝင်တဲ့ဘဲစစ်သားမဆိုဟစ်ဇ်ဘိုလာနဲ့ပတ်သက်မှုမရှိကြောင်းတေချာအောင်လေ့ကျင့်ပေးပြီးစစ်ဆေးရမယ်လို့ဆိုပါတယ်။အီရန်လွှတ်တော်ဥက္ကဋ္ဌမိုဟာမက်ဘာဂါဂါလီဘတ်ကလက်ဘနွန်မှာအဖြစ်ကရစဲရေးကအီရန်မှာအဖြစ်ကရစဲရေးလောက်ပဲအရေးကြီးတယ်လို့ပြောခဲ့ပါတယ်။သူကကျွန်တော်တို့ရဲ့မိတ်ဆွေတွေနဲ့မဟာဗျူဟာမြောက်မိတ်ဖက်တွေကိုအခက်အခဲဆုံးနဲ့အရှုပ်ထွေးဆုံးအခြေအနေတွေမှာတော့တယောက်တည်းဖြစ်မထားခဲ့ပါဘူး။ကျွန်တော်တို့အတွက်တော့လက်ဘနွန်မှာအဖြစ်ကရစဲတာကအီရန်မှာအဖြစ်ကရစဲတာနဲ့တူတူပါပဲ။လက်ဘနွန်မှာစစ်ပွဲတွေအစိုးလိုက်ပြုံလိုက်ပြီးဆုံးသွားတာကအီရန်မှာစစ်ပွဲပြီးဆုံးသွားတာနဲ့အဆင့်တန်းတူပါတယ်။တကယ်တော့အစ္စလမ်ကဘာရဲ့ဘယ်နေရာမှာမဆိုတည်ငြိမ်ပြီးအားကောင်းနေတာကအစ္စလမ်လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့အချုပ်အခြာအာဏာဂုဏ်သိက္ခာနဲ့တည်ငြိမ်မှုကိုအားကောင်းစေလိမ့်မယ်လို့ကျွန်တော်တို့အခိုင်အမာယုံကြည်ပါတယ်။ကျွန်တော်တို့ကဒေတာရင်းကနေနိုင်ငံခြားစစ်တပ်တွေရုပ်သိမ်းသွားဖို့ကိုလည်းမဟာဗျူဟာမြောက်ရည်မှန်းချက်တစ်ခုဖြစ်သတ်မှတ်ထားပါတယ်။အာရှနောက်ပိုင်းကဒေသပြင်ပအင်အားကြီးနိုင်ငံတွေရဲ့စစ်အခြေစိုက်စခန်းတွေကတကယ်ရေရှည်တည်ငြိမ်တဲ့လုံခြုံမှုကိုမဖန်တီးပေးနိုင်ုံနဲ့မကဘဲမတည်ငြိမ်မှုတွေရဲ့အရင်းမြစ်ဖြစ်လာခဲ့တဲ့ဆိုတာကိုအတွေ့အကြုံတွေကသက်သေပြခဲ့ပြီးပါပြီလို့ဆိုပါတယ်။ဒီစကားတွေကိုကြည့်ရင်တီဟီရန်ကဘယ်နေရာကထိုးနှက်ခံနေရတယ်လဲဆိုတာသိနေတယ်ဆိုတာပေါ်လွင်နေပါပြီ။ဟစ်ဇ်ဘိုလာဟာအစ္စရေးကိုတိုက်ခိုက်ဖို့အီရန်ရဲ့အဓိကလက်နက်တစ်ခုအမြဲတမ်းဖြစ်ခဲ့တာပါ။အစ္စရေးကလက်ဘနွန်တောင်ပိုင်းကိုနယ်မြေချဲ့ထွင်လာပြီးလက်နက်ဖြုတ်သိမ်းရေးကိုဖိအားပေးလာတဲ့အခါအီရန်ဆိုရကသူတို့ရဲ့ချင်းချောင်းနိုင်စွမ်းကိုဆုံးရှုံးသွားရပါတယ်။ဒါကြောင့်လည်းလက်ဘနွန်ရဲ့အခြေအနေကတေးချဖြစ်နေတာမဟုတ်ပါဘူး။ဒါဟာဂါဇာယီမင်ဟော်မုရလက်ကြားအမေရိကန်နဲ့ဆွေးနွေးမှုတွေအပြင်အရှေ့အလယ်ပိုင်းမှာအီရန်ရဲ့ဩဇာလွှမ်းမိုးမှုအနာဂတ်နဲ့ပါဆက်ဆက်နေပါတယ်။လက်ဘနွန်မှာဖြစ်ပျက်နေတာတွေကနယ်စပ်ကိစ္စထက်အများကြီးပိုပါတယ်။ဒါအနောက်ဆယ်စုနှစ်များစွာဒီဒေသရဲ့စီးမင်းတွေကိုတတ်မှတ်မဲ့အင်အားစုတွေကိုပြန်လည်ပုံဖော်နေတာပါ။အစ္စရေးကဝိုင်းရံပိတ်ဆို့ခံရတဲ့အခြေအနေကိုချိုးဖျက်ဖို့ကြိုးစားနေတာဖြစ်ပြီးတိုက်ခိုက်မှုတွေကိုပဲပြန်တုံ့ပြန်နေမယ်အစားအဲဒီတိုက်ခိုက်မှုတွေကိုဖြစ်စေတဲ့ရန်ရာတွေကိုပဲပြစ်မှတ်ထားလာပါတယ်။ဒီဟီရန်အတွက်ပေးလိုက်တဲ့ message ကတော့ရှင်းပါတယ်။အစ္စရေးကိုတိုက်ခိုက်ဖို့အသုံးချတဲ့လက်နက်ကိုင်ဖွဲ့တိုင်းကနိုင်ငံရေးစစ်ရေးနဲ့တန်တမန်ရေးအရာပြစ်မှတ်ထားခံရနိုင်ပါတယ်။အီရန်မှာအလီခါမီနီရဲ့ဇာဗနာခန်းနာနဲ့တူအခြေအနေတွေကပို့ပြီးတော့အထိပ်ပယ်လေးနက်လာပါတယ်။သမ္မတမာဆိုပီဇက်ကီယန်ကအေရီယာဝင်ကြီးချုပ်နာရင်ဒရာမိုဒီကိုနိုင်ငံတော်ခန်းနာတွေအတွက်ဖိတ်ကြားခဲ့ပါတယ်။မိုဒီတက်ရောက်ခြင်းရှိမရှိဆိုတာကတန်တမန်ရေးအရာအရေးပါပေမဲ့ဒီလောက်ရက်ကပဲအီရန်ဟာအခုလိုထိရှလွယ်တဲ့အချိန်မျိုးမှာသူတို့ရဲ့ပုံရိပ်ကိုဘယ်လိုတည်ဆောက်နေလဲဆိုတာကိုပြသနေပါတယ်။အီရန်ဆိုရကဒေတာရင်းမဟာမိတ်တွေဖိအားပေးခံနေရပြီးအစ္စရေးကအီရန်နဲ့ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ကွန်ရက်ကိုဖျက်ဆီးဖို့ကြိုးစားနေချိန်မှာအပြင်ပန်းအရခိုင်မာပြီးအတွင်းပိုင်းအရတည်ငြိမ်နေဖို့လိုအပ်နေပါတယ်။တူရကီသမ္မတအာဒိုဂန်ကလည်းကာ့ဖ်တွေတူရကီတွေအာရက်တွေနဲ့ပါရှန်တွေကိုပါထိခိုက်စေနိုင်တဲ့ပိုကြီးမားတဲ့ပြည်ပခါကိုရှောင်ရှားနိုင်ခဲ့ပြီလို့ပြောရင်းဒေတာရင်းဆွေးနွေးမှုတွေတဲကိုပါဝင်လာပါတယ်။တူရကီသမ္မတရဲ့ပြောကြားချက်တွေကအန်ကာရာအနေနဲ့ပိုကြီးမားတဲ့ပောက်ကွဲမှုကြီးမဖြစ်အောင်တားဆီးပေးခဲ့တဲ့ဆိုတဲ့အမြင်မျိုးကိုအများလက်ခံအောင်ကြိုးစားနေတာပါ။ဒါပေမဲ့ဒါဟာဒီဒေတာအတွင်းကခေါင်းဆောင်တော်တော်များများရဲ့တကယ်ကြောက်စိတ်ကိုလည်းဖော်ပြနေပါသည်။အီရန်နဲ့ပြည်နေတဲ့ပြည်ပခါကအီရန်နိုင်ငံထဲမှာတင်ရပ်တန့်နေမှာမဟုတ်ပါဘူး။ဒါဟာလူမျိုးစုတွေနယ်စပ်တွေလက်နက်ကိုင်အဖွဲ့တွေနဲ့အားနည်းနေတဲ့အစိုးရတွေပေါ်ကိုပါရိုက်ခတ်လာနေတာပါ။လက်ဘနွန်နိုင်ငံဟာဒီလိုအန်ဒရယ်တွေထင်ရှားဆုံးပေါ်ထွက်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။အစ္စရေးကတော့ဒီချိန်တွေကိုကြည့်ပြီးတော့ဘာအာမခံချက်မှမရှိပဲနောက်ဆုတ်ပေးလိုက်တာကဟစ်ဇ်ဘိုလာကိုဆူချလိုက်တယ်လို့ဖြစ်သွားမယ်လို့တွက်ဆထားပါတယ်။ဒါကြောင့်လည်းကတ်စ်ကနေမြေထဲမှာဆက်ရှိနေဖို့ပြောနေရတာပါ။ဒါဟာလုံခြုံရေးအတွက်ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်ဖြစ်ပြီးအစ္စရေးမြောက်ပိုင်းကိုတိုက်ခိုက်မှုတွေလုပ်ပြီးတဲ့နောက်မှာအစ္စရေးကဟစ်ဇ်ဘိုလာတွေဒုံးကြီးတွေမြေအောက်လှိုင်ကူတွေဒရုန်းတွေနဲ့ရှေ့တန်းစကန်တွေပြန်မလုပ်နိုင်တော့မဲ့နေဆက်တစ်ခုကိုပဲလိုချင်နေတယ်လို့အစ္စရေးဆိုရကအချက်နှစ်ချက်ကိုတီးခြားစီခွဲခြားထားဖို့လည်းကြိုးစားနေပါတယ်။သူတို့ကလက်ဘနွန်ကိုသိမ်းပိုက်ဖို့မရည်ရွယ်ပေမဲ့နေဆက်ကိုတော့အားနည်းတဲ့အခြေအနေမျိုးနဲ့ပြစ်ထားမှာမဟုတ်ဘူးလို့အခိုင်အမာပြောထားပါတယ်။အစ္စရေးကကျူးကျော်သိမ်းပိုက်သူဖြစ်ဆွဆွဲခံရမယ်ဆိုတာသိပေမဲ့ဟစ်ဇ်ဘိုလာတွေကလက်ဘနွန်တောင်ပိုင်းကိုချင်းချောက်မှုကြီးတစ်ခုပြပြောင်းလဲပစ်လိုက်လို့သာစ
စစ်တပ်ရှိနေရတာပါလို့ပြန်လည်တုံ့ပြန်ထားပါတယ်။အစ္စရေးတပ်ပြဿနာကလက်ဘနွန်ပြည်သူတွေမဟုတ်ပါဘူး။ပြဿနာကလက်ဘနွန်ဆိုရရဲ့အထက်မှာရှိနေပြီးအီရန်ရဲ့မဟာဗျူဟာတိုင်းလှုပ်ရှားနေတဲ့လက်နက်ကိုင်ဖွဲ့ပဲဖြစ်ပါတယ်။ဝါရှင်တန်ကတော့ထွက်ပေါက်တစ်ခုရအောင်ကြိုးစားနေတာပါ။အကြောင်းကတော့အမေရိကန်ပြည်ထောင်စုအနေနဲ့လက်ဘနွန်စစ်မျက်နှာအကြောင်းအီရန်နဲ့လှုပ်ဆောင်နေတဲ့ပိုကြီးမားတဲ့သဘောတူညီချက်တွေပြပြသွားမှာကိုမလိုလားလို့ပါ။ရှေ့ပြေးစီမံကိန်းနယ်မြေတွေတတ်မှတ်တာကစံတမှုတစ်ခုဖြစ်ပါတယ်။အကယ်၍လက်ဘနွန်ဆိုရစစ်တပ်ကဟစ်ဇ်ဘိုလာတွေမရှိတဲ့နေရာတွေကိုတာဝန်ယူနိုင်မယ်ဆိုရင်အစ္စရေးဘက်ကလည်းနောက်ထပ်ခြေလှမ်းတွေကိုစဉ်းစားပေးနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီအဖွဲ့ကနယ်မြေကိုပြန်သိမ်းဖို့ကြိုးစားမယ်ဆိုရင်တော့အစ္စရေးကကြားခံနယ်မြေကိုဆက်ထိန်ထားပြီးလွတ်လပ်စွာလှုပ်ရှားခွင့်ကိုဆက်ယူထားမှာပါ။ဒါဟာတီဗီရန်နဲ့သူ့ရဲ့မဟာမိတ်တွေကိုစိတ်နှောက်ယှက်ဖြစ်စေတဲ့ချက်ပါပဲ။အစ္စရေးကတေချာစစ်ဆေးလို့မရတဲ့ကတိစကားတွေကိုလက်မခံတော့ပါဘူး။ဟစ်ဇ်ဘိုလာကတော့လက်ဘနွန်နဲ့အစ္စရေးကြားပူးပေါင်းဆောင်ရွက်မှုလို့ထင်ရမယ့်ဘလို့စီစဉ်မှုကိုမစုံညင်းပယ်ထားပါတယ်။ဒါဟာသူတို့ရဲ့ရှင်းနောက်မညီမှုကိုဖော်ပြနေတာပါပဲ။ဒီအဖွဲ့ကတစ်ဖက်မှာတော့လက်ဘနွန်ကိုကာကွယ်ပေးနေတယ်လို့ပြောပေမဲ့လက်ဘနွန်အစိုးရကမိမိနယ်မြေကိုအပြေးအဝထိန်းချုပ်နိုင်အောင်တော့အဟန့်တားလုပ်နေပါတယ်။လက်နက်ကင်ဖွဲ့စည်းတစ်ခုကအစိုးရထက်ဩဇာကြီးလာပြီးစစ်ပွဲကိုကိုယ်တပေါင်းနဲ့ကိုယ်ဆုံးဖြတ်လာတဲ့အခါမှာတော့ဒါဟာအကြောက်တရားနဲ့အဖမ်းခံရတဲ့နိုင်ငံဆိုတဲ့စားခဲ့ theory ကိုအထောက်ထားခိုင်လုံစေတယ်လို့အီရန်ရဲ့ရှုံးနိမ့်မှုကဥဆောင်နိုင်စွမ်းမရှိတော့တာမှမြင်တွေ့နေရပါတယ်။ဒီအီရန်ကစစ်မျက်နှာအလုံးကနေအစ္စရေးကိုဒီပိုင်းနဲ့ဖိအားပေးခြင်းခဲ့တယ်လို့ဂါဇာကဟာမတ်စ်လက်ဘနွန်ကဟစ်ဇ်ဘိုလာနဲ့ယီမင်ကဟူသီတွေကဝိုင်းရံထားတဲ့စနစ်လိုမျိုးဖြစ်နေရမှာပါ။ဒါပေမဲ့အစ္စရေးကဒီကွန်ရက်ရဲ့အစွန်းတွေကိုလိုက်တိုက်ပြီးလက်နက်ဖြတ်သိမ်းရေးလုံခြုံတဲ့နယ်စပ်တီဆောက်ရေးနဲ့ဒီအဖွဲ့တွေရဲ့နယ်မြေထိန်းချုပ်မှုဆုံးရှုံးစေရေးဘက်ကိုတွန်းပို့လိုက်ပါတယ်။အစ္စရေးကိုပြစ်ခတ်တိုက်ခိုက်ပြီးနိုင်ငံတကာဖိအားတွေကြောင့်ဂျေရုဆလင်ကပဲနောက်ဆုတ်သွားမယ့်အချိန်တွေကကျော်လွန်သွားပါပြီ။နောက်ပိုင်းနယ်စပ်ကိုချိန်ချောက်မှုတွေထွက်ပြေးရမှုတွေနဲ့အနှစ်သာရမရှိတဲ့ဆွေးနွေးမှုတွေဆိုတဲ့တန်တရားဟောင်းတွေကိုပြန်မထဲတော့ဘူးလို့အစ္စရေးကပြောနေတာပါ။အီရန်ဆိုရကတော့ဒါကိုခုခံစစ်အဖြစ်ပုံဖော်ဖို့ကြိုးစားနိုင်ပေမဲ့မြေပြင်ကချက်လက်တွေအရအစ္စရေးကရှေ့တိုးလာခဲ့ပြီးတော့နေရာကိုထိန်းထားနိုင်ခဲ့တယ်လို့ဟစ်ဇ်ဘိုလာတွေလက်ဘနွန်တောင်ပိုင်းမှာပြန်ပြီးအာဏာမကြီးထွားနိုင်အောင်ဘယ်လိုတားဆီးမလဲဆိုတာကိုအားလုံးကဆွေးနွေးလာရအောင်ဖိအားပေးနိုင်ခဲ့ပါတယ်။ဒီတော့ကျွန်တော်ရောလက်ဘနွန်ကိုဖိအားပေးထားတဲ့အစ္စရေးရဲ့လုပ်ရက်ကိုဘယ်လိုများမြင်မိလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးကြပါဦး။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပဲတင်ရှိပါရခင်ဗျာ။